ရှင်တို့ရဲ့ကျွန်မအလုပ်ကပြန်လာပါပြီလို့ဒီနေ့ကတော့တကယ်ကိုပင်ပန်းနေပါနှစ်ကတော့လှလှပပချွတ်ချွတ်မော်လေးပဲပြန်လာတဲ့အချိန်မှာတော့ကျွန်မရဲ့စပင်ကိုလာကြည့်လိုက်အခါရရှိမှလေးနည်းနည်းကြမ်းကြမ်းရှာရှာလေးနင်းမိလို့လူကမနေတဲ့ဟိုတပြက်စီကိုလဲရှင်စပင်ကတော့ကိုဆုတ်ပြတ်တက်နေအောင်မောလိုက်တာကွယ်ဒီနေ့ကတော့တကယ်ကိုပင်ပန်းနေပါပြန်ရပြီဆိုတော့ကျွန်မကအဖြူစိမ့်မလဲနိုင်သေးဘူးစတုံးကိုဖြီးပါတော့မယ်စပင်လေးခင်ဗျာတဏီကိုစောက်ထဲမှာထည့်ထားခိုင်းရရှာတာတနာပါဖြောင်းရစပင်တောင်မှာတဏီကိုစောက်ထဲမှာထည့်ထားတော့ကျွန်မစပင်ကကိုယ်လိမ်ကောက်နေပါပြီလို့တော်ရည်ရဲ့ငါရဲ့တနခါဖောက်ခွက်ချားလေးကအခုချိန်ဒီကျန်းနေသေးလို့မပြတ်သေးလို့တော့အော်တကယ်ကိုငါစပင်ကောက်နေပါရင်တော့စောက်ထဲထည့်ထားတာကြည့်ပါအောင်အင်းဘောတဏီကိုထည့်ထားဆိုတော့လေကောက်ပြီပေါ့ကျွန်မအเจ้าပြန်ရောက်ပြီဆိုရင်အဖြူစိမ့်တန်းမလဲသေးပဲနဲ့စပင်ကိုအရင်လောက်တာတဏီကိုစောက်ထဲထည့်ထားတာတော့နှမျောစီကျွန်မအတွက်တော့အဖြူစိမ့်လဲဖို့ကဒုတိယစားဖို့တောက်ဖို့ကပထမပါဒီလိုပဲပြန်လာတာလေနော်အဲ့တော့စားလိုက်တောက်လာအောင်မယ်ဖြူစိမ့်ကိုပြကြမှာပဲလဲတော့မယ်ဒီနေ့ကတော့ရေမချိုးတော့ပါဘူးဟို